အိပ်ရေးပြတ်တဲ့အခါသင့်အုံနောက်ကသူ့ကိုယ်သူပြန်စားတယ်ဆိုတာသိပါသလားကျွန်တော်တို့အိပ်ရေးပြတ်တဲ့အခါအုံနောက်ထဲက astrocyte လို့ခေါ်တဲ့ဆဲတွေဟာယူသွတ်သွားပြီးကျန်းမာတဲ့အုံနောက်ဆဲတွေကြားကဆက်သွယ်မှု synapses တွေကိုလိုက်ဖြတ်စီဖြစ်ပါတယ်ဒါကို astrocytic phagocytosis လို့ခေါ်ပါတယ်အုံနောက်ကသူ့ကိုယ်သူပြန်ဖြတ်စီးနေတာပါအိပ်နေချိန်မှာအုံနောက်ကအညစ်အကြေးတွေကိုဆေးကြောပေးရပါတယ်မအိပ်တဲ့အခါအဲ့ဒီအညစ်အကြေး beta amyloid တွေစုကုန်လာပြီးမှတ်ဉဏ်ပျောက်ဆုံးတဲ့ Alzheimer ဖြစ်ဖို့လမ်းစားခင်းပေးပါတယ်ဒါအပြင်တညတဲ့အိပ်ရေးပြည့်ုံနဲ့ကင်ဆာဆဲတွေကိုတပ်ဖယ်တဲ့ natural killer cells တွေရဲ့စွမ်းဆောင်ရည်က90%အထိထိုးကျသွားပါတယ်19နာရီစက်တိုင်မအိပ်ပဲနေတာဟာအရက်အလုံးကျွန်းတောက်ထားတဲ့သူရဲ့အုံနောက်နဲ့အတူတူပါပဲ DNA တွေပျက်စီးလာပြီးကင်ဆာဖြစ်နိုင်ခြေမြင့်တက်စေပါတယ်အဆိုးဆုံးကတော့ micro sleep ပါကားမောင်းနေရင်တေးမထီးလိုက်ပဲစက္ကန့်ပိုင်းအတွင်းအုံနောက်ကအိပ်ပျော်သွားတာဟာအသက်အန္တရာယ်အလုံးရှိပါတယ်အိတ်ချိန်တက်နာရီရော့တာနဲ့တင်နှလုံးရောဂါထဖောက်နိုင်ခြေ24%စောင့်တက်သွားပါတယ်ပြီးတော့ဗိုက်စားတဲ့ဟော်မုန်းတွေတက်လာလို့အချိုနဲ့အဆီတွေပိုစားခြင်းလာပြီးဝိတ်ချဖို့လည်းခက်ခဲသွားစေပါတယ်ဒါကြောင့်တင့်အုံနောက်ကိုကာကွယ်ဖို့တညကို9နာရီကနေ10နာရီအိတ်ချိန်ပေးပါအခုပဲဒီဗီဒီယိုကို share ပြီးတင်ချရသူတွေကိုတတိပေးလိုက်ပါကျန်းလာရေးဗဟုသုတတွေအတွက်အာရောဂျန်ကို follow လုပ်ထားနော်